အားလုံးပဲမင်္ဂလာပါဗျာကိုဇော်ရေးဆို channel အားလုံးနှုတ်ဆက်ကြိုဆိုပါဗျာကျွန်တော်ငယ်ချင်းမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာကဲဒီ define ကကျွန်တော်အကြိုက်ဆုံးဖြစ်မဲ့ပေါ့ငါးဘွဲကိုကျွန်တော်ရွေးချယ်ပြီးတော့သုံးသပ်ပြီးတော့ဖြစ်ပါတယ်ကျွန်တော်ငယ်ချင်းမျိုးတွေအကြိုက်မလို့ရှိရင် background ကိုလည်းကျွန်တော်ပြောပြစီဒီနေ့ပွဲစဉ်တွေကကြည့်ရမယ်ဆိုတော့အဆင့်1နေရာနေပြီးတော့အဆင့်20လောက်ရှိတဲ့အသင်းတွေပေါ့နော်တွေးဆုံနေတဲ့အနေအထားတွေရှိတယ်ဘိုင်မြူနစ်ဆိုလည်းကျွန်တော်ဘူချန်နဲ့တွေးဆုံနေတဲ့အနေအထားရှိတယ်လို့အင်တာမီလန်ဆိုလည်းကျွန်တော်အဆင့်20ဖြစ်တဲ့မွန်ဇာနဲ့တွေ့တယ်လီဗာပူးကလည်းကျွန်တော်အောက်ကအဆင့်20ကဆော့သန်နဲ့တွေ့တယ်ဘာစီလိုနာတဲ့အသင်းနဲ့ပေါ့နော်ဘာစီလိုနာကဒီနေ့မှာဆိုရင်တော့အိုဆာဆူနာနဲ့အလယ်လက်လောက်ရှိတဲ့အသင်းနဲ့တွေ့ဆုံတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သတိလေးထားစီခြင်းပါတယ်ဒီပြိုင်ဆိုင်မှုတော့ပြင်းထန်တယ်ပေါ့ဒီနေ့ပွဲစဉ်တွေကကြည့်ရမယ်ဆိုတော်တော်လေးလည်းရွေးရတာပေါ့နော်နေငယ်တော့ risk လေးများနေမယ် data မှာရှိတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာတော့9ပွဲပေါ့နော်ကျွန်တော်အကောင်းဆုံးသုံးသပ်ပြောဆိုပြီးတော့ဖြစ်ပါတယ်ဗျာဂျာမနီနဲ့ကျွန်တော်ဒုက္ခပေးခဲ့တဲ့ကျွန်တော်ဒေါမွန်နဲ့အော့စပက်တို့ပွဲစဉ်ကျွန်တော်သုံးသပ်ပြီးသွားဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့ဒေါမွန်ကနေပြီးတော့စသည်ကြီးကျွန်တော်1 ပေးထားတယ်ကိုပေါင်းသေးရ3လုံး5မှုနိုင်ပေးထားတာတွေ့ရပါတယ်အခုချိန်မှာဆိုတော့ဒေါမွန်ကကျွန်တော်1 5မှုရှုံးလောက်ထိတက်လာတဲ့အနေအထားမှာရှိပါတယ်ကိုပေါင်းသေးရလည်း3လုံး30နိုင်ထိတက်လာတာတွေ့ရပါတယ်ကျွန်တော်ဇုံတက်လာတဲ့အနေအထားပါတော်လေးဟိုမှာကျွန်တော်တို့ဒုက္ခပေးခဲ့တဲ့ဒေါမွန်ဖြစ်ပါတယ်ဒီနေ့မှာဆိုတော့ကျွန်တော်ဒေါမွန်ပဲပေါ့နော်ရွေးချယ်ထားတဲ့အနေအထားမှာရှိပါတယ်ဗျာဘာလို့လဲဆိုတော့ဒီဒေါမွန်အသင်းဟာချန်ပီယံလိတော့ကန်ထားရတာရှိတယ်ပွဲပန်းမဲ့အနေအထားတွေမှာတော့ရှိတယ်အော့စမန်နဲ့ဒီနေ့ပွဲမှာတွေ့ဆုံနေတဲ့အနေအထားတွေရပါပေါ့နော်35မှတ်နဲ့ဒေါမွန်35မှတ်အဆင့်ကလည်း10အော့စပတ်ကလည်းကျွန်တော်32မှတ်အဆင့်ကလည်း17တိတ်မတိမ်မီအနေထားမှာလာတွေ့ဆုံရင်းဖြစ်ပါတယ်အော့စပတ်ကပြောရမယ်ဆိုတော့အဝေးဝင်းဖောင်ညံ့တယ်ဆိုတော့ကျွန်တော်ငယ်ကျွန်တော်မျိုးအတီးဆုံးဖြစ်မှာပါဒါပေမဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုတော့ရှုံးပွဲမရှိအောင်ကစားထားတဲ့ Osberg ဖြစ်တဲ့ဆိုတော့ကျွန်တော်တွေ့ရတယ်။ကြီးရတော့ Osberg ကပြီးခဲ့တဲ့ပွဲမှာ Freiburg ကိုပေါ့နော် level ပြား9မှုလောက်ပေးထားပြီးတော့ရှုံးသွားတဲ့တပွဲပဲရှိပါတယ်။ဇီးနဲ့ပေါ့နော်။ကျန်တဲ့ပွဲစဉ်တွေမှာကြည့်မယ်ဆိုရင်ကြီးအောင်ထားတဲ့ Osberg ဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဒီချက်တွေကြည့်ချင်းမှာဒီနေ့ပွဲကလည်း Osberg ကကျွန်တော်ကြိုက်ချင်စရာလေးတော့ရှိတဲ့အနေအထားမှာရှိတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲမှာတော့ Dortmund ပေါ့နော်ရွေးချယ်ထားတဲ့အနေအထားမှာရှိပါတယ်။ Dortmund ကဒီပွဲကနိုင်ခဲ့မယ်ဆိုရင်အဆင့်6ပေါ့နော်။လိုက်စစ်နေရာကိုကျွန်တော်တက်လှမ်းလာမဲ့အနေအထားမှာအများကြီးတွေ့ရပါတယ်6ကွာချချက်အရာပေါ့နော်ဒါကြောင့်ဒီနေ့ပွဲကကျွန်တော်တို့ Freiburg နဲ့ license နဲ့တွဲဆုံနေတဲ့အခိုက်အတန့်မှာဒီနေ့ပွဲကကျွန်တော်တို့ဒေါမွန်နေနဲ့အိမ်ဝင်းမှာအနိုင်ရအောင်ပေါ့နော်စွမ်းဆောင်ထားမှချင်းတီကောင်းမဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့လိုင်လီနဲ့တော့ကျွန်တော်တို့သွားကန်ရဖို့တော့ရှိတယ်ဒါပေမဲ့လိုင်လီကချန်ပီယံလိဖြစ်တာကြောင့်ဒီနေ့ဒီဘက်ပေါ့နော်မွန်နက်စတရီယာဘက်မှာချန်ပီယံလိကိုဝင်ခွင့်ရအောင်လဲသူကစွမ်းဆောင်ထားမှတောင်းကြမယ်အနေထားမှာရှိပါတယ်ဒါကြောင့်ကျွန်တော်ဒီပွဲပြလို့ရှိရင်ကျွန်တော် license နဲ့လည်းကန်ရဖို့ရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲဟာဒေါမွန်နေနဲ့အိမ်ဝင်းမှာအမှားခံမှုမရှိဘူးလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်ဒီပွဲကျွန်တော်တို့အောက်ထစ် 1-2-0 တော့ပြတ်မဲ့အနေထားမှာရှိပါတယ်ဗျာ Osberg ဘက်ကပြောရမယ်ဆိုတော့ Osberg ကလည်းနောက်ပိုင်းပွဲစဉ်တွေမှာပေါ့နော်ဂိုးမသွင်းနိုင်တဲ့အနေထားတွေမှာအများကြီးတွေ့ရတယ် Osberg ကဂိုးမသွင်းနိုင်တဲ့အနေထားရဆိုရင်မိုချန်ကလာပွဲဖယ်လိုက်ပေါ့နော်အဲ့ဘွဲမှာတော့3-0နဲ့တွင်းသွားတာတွေ့ရတယ်ဒါကလည်းကျွန်တော်တို့မိုချန်ကလာဘက်ကတယောက်ထွက်သွားတဲ့အနေအထားတွေကြောင့်3ဂိုးနဲ့နိုင်သွားခြင်းဖြစ်ပါတယ်အဲ့ဒီဘွဲမှာဆိုလဲမိုချန်ကလာဘက်ပေါ့နော်တော်တော်လေးကောင်းတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ဘွဲကကျွန်တော် Osberg နေတဲ့ဂိုးရဖို့ကျွန်တော်တို့မလွယ်ဘူးလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်သူကတော့ခံစစ်ပဲပေါ့နော်အသားပေးပြီးကစားလာမယ့်အနေထားမှာရှိတယ်ဒေါမောကပဲအချမ်းဆောင်ပေါ့နော်ဖိသွားမယ့်အနေထားမှာရှိပါတယ်ပထမပိုင်းပေးထားတဲ့ကြီးတွေရတယ်ဒေါမောကပထမပိုင်းမှာတဲ့တကူလောက်ရမယ့်အနေထားရှိတာကြောင့်လည်းကျွန်တော်ဒေါမွန်ရွေးချယ်ရခြင်းဖြစ်ပါတယ်ဒီနေ့ပွဲကတော့ကျွန်တော်ဒေါမွန်ဘော်ဒီပါဗျာနောက်တစ်ပွဲတော့ Wolfsburg နဲ့ကျွန်တော်စိန့်ဘော်ဒီတို့ပွဲစဉ်ကျွန်တော်ရွေးချယ်ထားပါတယ်ဒီပွဲစဉ်မှာဆိုတော့ Wolfsburg ကနေပြီးတော့အင်ရှင်အသင်းကနေပြီးတော့ကျွန်တော်160နိုင်ပေးထားတယ်ကိုပေါင်းစီရနှလုံးရှုံးပေးထားတာတွေ့ရပါတယ်အခုချိန်မှာဆိုတော့ Wolfsburg ကကျွန်တော်180လောက်တော့ကျလာတဲ့အနေထားမှာရှိတယ်80 80ပေါ့နော်အဲ့လောက်ထိကျလာတဲ့အနေထားမှာရှိတယ်ကိုပေါင်းစီလည်းဒီလိုပါပဲကျွန်တော်နှလုံး80ရှုံးပေါ့နော်ကြားလိုက်တက်လိုက်နဲ့ဖြစ်နေတဲ့အနေအထားမှာတော့ရှိတယ်နှလုံး80ရှုံးကျသွားလိုက်နှလုံးရှုံးဖြစ်လိုက်ပေါ့နော်ဂိုးပေါင်းစီးတွေတော့မငြိမ်တဲ့အနေအထားမှာရှိပါဗျာဒီပွဲစဉ်ရပါတော့ဒါကြောင့်ဒီပွဲစဉ်ရပြောမယ်ဆိုတော့ Wolfsburg ပေါ့နော် Wolfsburg ဘက်ကိုပြောမယ်ဆိုတော့ Wolfsburg ကကျွန်တော်အိမ်ဝင်းဖောင်ပေါ့နော်ငယ်ညံ့တဲ့တဲမှာတော့ပါတယ်သူနိုင်ခဲ့တဲ့ကျွန်တော်10ပွဲထဲမှာဆိုအိမ်ဝင်းကကျွန်တော်3ပွဲပဲနိုင်ထားတာတွေ့ရတယ် Wolfsburg ကကျွန်တော်ပြောမယ်ဆိုတော့အဝေးဝင်းပေါ့နော်တော်တော်လေးကောင်းတာတွေ့ရပါတယ်ဗျာအိမ်ဝင်းမှာဆိုရင်3ပွဲနိုင်5ပွဲတည်ကြပြီး4ပွဲထိရှုံးနေထားတယ်ရာကို22ဂိုးနဲ့ပေးကိုကလည်း22ဂိုးထိခွင့်ပြုထားတဲ့
ဘူးဘက်ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒီချက်တွေကြောင့်ဒီနေ့ပွဲကတော်လေးပေါ့နော်သတိကြီးကြီးထားရမယ့်အနေထားမှာရှိတယ်စိတ်ဘော်လီကပြောမှဆိုစိတ်ဘော်လီကလည်းအဝေးဝင်း form ပေါ့နော်ကောင်းတဲ့အသင်းဖြစ်တယ်အိမ်ဝင်းတာသူကညံ့တာပေါ့နော်အဝေးဝင်းမှာဆိုတော့မဆိုးအိမ်ဝင်းမှာဂိုးသွင်းရလဲညံ့တယ်လို့ကျွန်တော်ပေးခိုးတွေလည်းများတယ်ပေါ့နော်ဒါပေမဲ့အဝေးဝင်းရောက်ရင်စိတ်ဘော်လီကကိုယ်ရလဲကောင်းတယ်လို့နော်ပေကိုလည်းအနေငယ်သတိကြီးကြီးထားတဲ့အသင်းထဲမှာလည်းပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲကဥပတ်အနေနဲ့တော့တော်တော်လေးတော့သတိကြီးကြီးထားရမယ့်အနေထားမှာရှိတယ်ဒါပေမဲ့ကျွန်တော်တိုက်စစ်ပိုင်းမှာရှင်ခဲ့ရမယ်ဆိုရင်တော့လူရင်းအားချင်းပေါ့နော်စထရိုက်ကာချင်းရှင်မယ်ဆိုတော့တော်တော်လေးတော့ကွာတဲ့အနေထားမှာရှိတယ်အင်ဂျူရီပိုင်းပြောမှဆိုနှစ်ဖက်ကစားသမားကကျွန်တော်တို့6ယောက်စီလောက်ပေါ့နော်နာနေတဲ့အနေထားမှာရှိတယ်အဲ့ဒီချက်တော့ကျွန်တော်တို့ဒီထားမဲ့ချက်ပါဒီနေ့မှာဆိုတော့ဝူဘက်ကကျွန်တော်တို့အဓိကကွင်းလက်ကစားသမားတွေကျွန်တော်မပါဝင်နိုင်တဲ့အနေထားမှာတော့တွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ပွဲဟာဂိုးနေသွားမဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်စိန့်ဘော်လီကိုပြောရမယ်ဆိုစိန့်ဘော်လီကနောက်ဆုံး၄ပွဲဆက်ပေါ့နော်ဂိုးမသွင်းထားတဲ့အချက်တွေကြောင့်လည်းပါတယ်ဒီနေ့ပွဲကကျွန်တော်တို့ဝူဘက်အနေနဲ့ကျွန်တော် 1-0 2-0 တော့လို့ဖြစ်မဲ့အနေထားမှာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့တော့ race များတယ်ပေါ့နော်ဒါဝူဘက်ကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာဝူဘက်အနေနဲ့ဒီနေ့ပွဲမှာအဆင့်9ပေါ့နော်38မှတ်ရထားတယ်နိုင်ခဲ့မယ်ဆိုရင်အဆင့်4အဆင့်5ထိပေါ့နော်တက်လန်းလာမဲ့အနေအထားမှာရှိပါတယ်ဗျာဒီကျွန်တော်ဦးနာရှေ့ပွဲမှာပြောသွားသလိုပေါ့နော် Freiburg နဲ့ Leipzig နဲ့တွဲဆုံနေတဲ့အခိုက်အတန့်မှာဘူးဘက်ကလည်းကျွန်တော်အိမ်ဝင်းမှာမဖြစ်တဲ့နီးနေပေါ့နော်ရအောင်ကျွန်တော်နိုင်အောင်ကန်သွားမဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ကျွန်တော်ဒီပွဲမှာဆိုတော့ဘူးဘက်ဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ကိုပေါင်းဆိုတော့ကျွန်တော်ကိုပေါင်းအောက်လေးတော့ကြိုက်ပါတယ်အနေငယ်တော့ race များပါဘာလို့စိန့်ဘော်ဒီကိုကျွန်တော်ကိုမပေးထားလို့ပါဗျာတန်းတဲ့ပွဲစဉ်တွေတော့ဒီတိုင်းပဲပြပေးသွားမှာဖြစ်ပါတယ်ဘိုင်ယန်နဲ့ပိုချန်တဲ့ပွဲမှာဆိုတော့ဘိုင်ယန်ကကျွန်တော်နှလုံးရှုံးပေးထားတယ်ကိုပေါင်းစီ4လုံး5မှုနိုင်ပေးထားပါတယ်ဒီပွဲစဉ်မှာဆိုလည်းဒီလိုပဲပေါ့နော်ဘိုင်ယန်မြင့်နဲ့ပိုချန်ကျွန်တော်လေးကွာတဲ့အနေထားမှာရှိတယ်အဲကြောင့်ကျွန်တော်ဒီနေ့ပွဲကတော့ဘိုင်ယန်မျိုးနဲ့ပဲကြိုက်ကြမှာပေါ့ကျွန်တော်တို့ဒီနေ့ပွဲကတော့ဘူချန်ပေါ့နော်ဘူချန်ကိုကျွန်တော်ရွေးချယ်ထားပါတယ်ဘူချန်ဘော်ဒီပါဗျာလီဗာပူးနဲ့ဝါရာဘရီမင်လို့ပွဲမှာဆိုလဲဒီလိုပဲနှလုံး60နိုင်ပေးထားတယ်ဝါရာဘရီမင်ကကျွန်တော်တို့၄ပွဲဆက်တော့ရှုံးနေထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အကောင်းဆုံးဒုက္ခပေးမဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အကြောင်းကျွန်တော်ဝါရာဘရီမင်ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်အောက်ပေါ့နော်အောက်ဒီရွေးထားတဲ့အနေအထားမှာရှိတယ်အသင်းကြီးတွေကိုကျွန်တော်အောက်ရွေးထားတဲ့အနေအထားမှာရှိပါတယ် Freiburg နဲ့ Leipzig တို့ပွဲကတော့ကျွန်တော်တရေကြမဲ့အနေအထားမှာရှိပါတယ်ဗျာဂိုးပေါင်းဆိုတော့ကျွန်တော်ဂိုးပေါင်းအောက်ကိုရွေးချယ်ပေးပါတယ်အဲ့ပွဲကတော့ကျွန်တော်တို့ကိုပေါင်းအောက်သွားမယ်ပွဲစဉ်တစ်ပွဲပါဗျာကျွန်တော်အီတလီတွေကကျွန်တော်ရွေးချယ်တာတော့အင်တာမီလန်နဲ့နောက်ကျပွဲပေါ့နော်မွန်ဇာတို့ပွဲစဉ်ကျွန်တော်ရွေးချယ်ထားပါတယ်ဗျာဒီပွဲစဉ်မှာဆိုတော့အင်တာကျွန်တော်နှလုံး30ရှုံးပေးထားတယ်ကိုပေါင်းသေးအရာပြောမယ်ဆိုတော့3လုံး30ရှုံးပေးထားတာတွေ့ရပါတယ်အခုချိန်မှာဆိုလဲကျွန်တော် body ဈေးရပါတော့ဒီကြေးပဲညင်တက်နေပြီးတော့ဂိုးပေါင်းဈေးပေါ့နော်3လုံးသေးထိကျသွားတာတွေ့ရပါတယ်ဒီချက်တွေကိုကြည့်ကြရမယ်ဒီနေ့ပွဲကလည်းအင်တာမီလန်အနေနဲ့အနိုင်တော့ကန်ထားရမယ်ဒီထက်မှရှိတယ်ဟတ်တူဟတ်တွေအရာတော့အင်တာမီလန်ကတော့တာတယ်လို့ပဲပြောရမှာပါကျွန်တော်ပထမအကြောင်းမှာဆိုရင်တော့1-1နဲ့တော့တေချထားတာတွေ့ရတယ်ဒါကြောင့်ဒီနေ့ပွဲကကျွန်တော်တို့နှလုံး30ရှုံးပေါ့နော်တော်တော်လေးတော့ပြင်းတယ်ပေါ့နော်ပြင်းတဲ့အနေထားမှာရှိတယ်အင်တာမီလန်ဒီပွဲပြီးလို့ရှိရင်ကျွန်တော်ချန်ပီယံလိကိုခဏဖယ်ထားဖို့နော်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်အတ္တလန်တာနဲ့ကန်ရဖို့ရှိတယ်ဥဒီနီနဲ့ကန်ရဖို့ရှိတယ်ဆိုတော့အင်တာမီလန်အနေနဲ့ဒီနေ့ပွဲပေါ့နော်နိုင်အောင်ကန်ထားမှတော့ရမယ်အနေထားမှာရှိတယ်မွန်ဇာအနေနဲ့ဒီနေ့ပွဲဒီလိုပဲပေါ့နော်ကျွန်တော်တို့ဂိုးပေါ့နော်ရဖို့မလွယ်မဲ့လက္ခဏာတွေအများကြီးတွေ့ရပါတယ်ဗျာအဲတော့ဒီနေ့ပွဲကတော့ကျွန်တော်အင်တာမီလန်ဝဲကျွန်တော်ရွေးချယ်ပေးလိုက်တယ်ပထမပိုင်းပေးထားတဲ့ကြီးတွေရလဲကျွန်တော်အင်တာမီလန်ဟာအောက်ထက်ပေါ့နော်ကျွန်တော်တို့2ဂိုးလောက်ဖြစ်သွားမဲ့အနေထားမှာတော့ရှိတယ်အင်ရီပိုင်းပြောမယ်ဆိုတော့အင်တာမီလန်ကျွန်တော်4ယောက်လောက်နာနေပြီးတော့မွန်ဇာဘက်ကတော့ကျွန်တော်9ယောက်လောက်နာနေတဲ့အနေထားမှာတော့ရှိတယ်ဒီနေ့ပွဲကကျွန်တော်ပြောရမယ်ဆိုတော့မွန်ဇာအနေနဲ့လည်းအကောင်းဆုံးတော့ကစားမယ်ပေါ့ဒါပေမဲ့မလွယ်တော့ပါဘူးမွန်ဇာကတော့တန်ဆင်အောင်တော်လေးများသွားတဲ့အနေထားမှာရှိပါတယ်ဒါကြောင့်ကျွန်တော်အင်တာမီလန်အနေနဲ့ပေါ့နော်နောက်တွေ့ရမယ့်ပွဲစဉ်တွေကကျွန်တော်အတ္တလန်တာဥဒီနီတို့နဲ့ကန်ရမယ့်အနေထားတွေရဒီနေ့ပွဲကကျွန်တော်တို့အနိုင်ရအောင်ကန်သွားမယ့်အနေထားမှာရှိတယ်အောက်ထစ်ပေါ့နော် 2-0 နဲ့နိုင်သွားလောက်မယ့်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်ဒါကြောင့်အင်တာမီလန်ပေါ့နော်ပွဲပန်းမဲ့အနေထားလေးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အင်တာမီလန်အနေနဲ့ကျွန်တော်ရှေ့ပြောသွားလို့ပေါ့နော်အတ္တလန်တာတို့ဘာလို့နဲ့ကန်ရမယ့်အနေထားတွေရဒီနေ့ပွဲကတော့အနိုင်ကန်ထားမှတော်ရုံကြမဲ့အနေထားမှာရှိပါတယ်ဒါကြောင့်ကျွန်တော်အင်တာမီလန်ဘော်ဒီကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ပွဲဒီပြပွဲစဉ်လေးကကျွန်တော်ဒီတိုင်းပဲပေါ့နော်ပြောသွား AC နဲ့လေချီတို့ပွဲစဉ်ကတော့ AC ကကျွန်တော်130နဲ့ရတယ်ပြီးတော့အခုချိန်မှာဆိုတော့တေရှုံးနီးနီးလောက်ကျလာတယ်ပေါ့နော်ကိုပေါင်းစည်းလဲဒီလိုပါပဲကျွန်တော်3လုံး80နိုင်လောက်ရတယ်ပြီးတော့အခုချိန်မှာဆိုတော့2လုံးရှုံးထိကျလာတယ်ပေါ့တော်တော်လေးစုံကျလာနေတာဘော်ဒီဈေးကတော်တော်လေးများတယ်ပေါ့တော်တော်လေးများတဲ့အနေအထားမှာရှိတယ်ဒါကြောင့်ဒီနေ့ပွဲကကျွန်တော် AC Milan ပေါ့နော်တော်တော်လေးတိုင်ပတ်နေတဲ့အနေအထားမှာရှိတယ်3ပွဲဆက်လဲရှုံးနေထားတယ်ပေါ့နော်လီချီအနေနဲ့2ပွဲဆက်တော့ရှုံးနေထားတယ်အိမ်ဝင်းမှာပေါ့လီချီအနေနဲ့ကျွန်တော်တို့အကောင်းဆုံးပေါ့နော်တုံ့ပြန်ကစားလာမဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ် AC Milan နိုင်တော့မှဒီပွဲကကျွန်တော်1-0လောက်ပဲနိုင်သွားမဲ့
ပွဲစဉ်တစ်ပွဲပေါ့ဒီပွဲကကျွန်တော်3ဂိုးထိမရောက်နိုင်ဘူးလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ် AC Milan ပဲရိုက်မဲ့တကယ်ချင်းနေတယ် Risley တော့နည်းနည်းများမယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီပွဲစဉ်ကတော့ကျွန်တော်9ပေါင်းအောက်တကြောင်လေးပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ကျွန်တော်စပိန်နဲ့ပါတော့စပိန်နဲ့ကျွန်တော်နှစ်ပွဲရွေးချယ်ထားပါတယ်ဗျာအစောပွဲတော့ပဲတဲ့ဆယ်ဒါဘီဂိုနဲ့ကျွန်တော်လီဂါနဲ့တို့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ထားပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ဆယ်ဒါဘီဂိုကကျွန်တော်120နိုင်ပေးထားတယ်9ပေါင်းစီအရနှလုံး60ရှုံးပေးထားတာတွေ့ရပါတယ်ဗျာအခုချိန်မှာဆိုတော့ဆယ်ဒါဘီဂိုကကျွန်တော်1သေးလောက်တော့ဖြစ်လာတဲ့အနေအထားရှိတယ်9ပေါင်းစီအရလည်းကျွန်တော်နှလုံးကို80ရှုံးလောက်ထိပေါ့တက်လာတဲ့အနေအထားမှာရှိပါတယ်ဇုံတက်လာတဲ့အနေအထားပါပြား20စီလောက်ပေါ့နော်ဒီပွဲစဉ်လည်းပြောမှာဆိုတော့ဆယ်ဒါဘီဂိုပေါ့နော်တော်တော်ကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်ဆယ်ရာဘီကိုကကျွန်တော်ကားဖောင်နေထားရလဲ၄ပွဲဆက်ပေါ့နော်ရှုံးနေထားခြင်းမရှိရကျွန်တော်တကယ်ချင်းအတီးဆုံးဖြစ်မှာပါအင်ဂျူရီဘိုင်းပြောမယ်ဆိုတော့အင်ဂျူရီဘိုင်းမှာလည်းဒီလိုပဲပေါ့နော်ကစားသမားနှစ်ဖက်ကစားသမားကျွန်တော်တို့ဒဏ်ရာကင်းစင်နေတဲ့အနေအထားမှာရှိတယ်ဒီကားနဲ့ကလည်းဒီနေ့ပွဲကတော့ကျွန်တော်တို့ခန့်စစ်ကစားရုံကလွဲလို့ပေါ့နော်တကယ်ခြာရွေးစရာမရှိဘူးလို့ပဲသုံးသပ်ပေးလိုက်ပါတယ်ဗျာဒီနေ့ပွဲကကျွန်တော်လီကာနဲ့ကလည်းပြီးခဲ့တဲ့ပွဲဂီတာဖေးနဲ့ကျွန်တော်1-0နဲ့တော့နိုင်ထားတယ်လီကာနဲ့ကလည်းကျွန်တော်အဆင့်16ပေါ့နော်ရမက်ကလည်း28မှတ်ဆိုတော့သူကလည်းဒီနေ့ပွဲကကျွန်တော်တည်ရသမှတ်ရအောင်ပေါ့နော်ခံကန်လာမဲ့အနေထားတွေရှိတယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်ဆယ်ရာဗီကိုအနေနဲ့ပေါ့နော်အိမ်ဝင်းဖောင်အရန်ကောင်းတယ်ပေါ့နော်တော်တော်လေးကောင်းတဲ့ data မှာရှိတော့ကျွန်တော်တကယ်ကြောင့်မျိုးအတီးသုံးဖြစ်မှာပါဒါကြောင့်ကျွန်တော်ဒီနေ့ပွဲကတော့ဆယ်ရာဗီကိုပေါ့နော်ဆယ်ရာဗီကို body ကိုပဲကျွန်တော်ရွေးချယ်ပြီးပေးလိုက်ပါတယ်အောက်ထပ်ကျွန်တော်တို့ 1C 2C ပြန်မဲ့ data ပါခံကန်လာမဲ့လီဂါနဲ့ကြောင့်ဒီနေ့ပွဲဟာကျွန်တော်9ပေါင်းအောက်ကကောင်းတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ကျွန်တော် Celta Vigo body နဲ့ကျွန်တော်9ပေါင်းအောက်ကိုရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ပွဲတော့ကျွန်တော်တို့ Valencia နဲ့ Valladolid ပွဲစဉ်ကျွန်တော်ရွေးချယ်ထားပါတယ်ဒီပွဲစဉ်လည်းပြောမယ်ဆိုတော့ဒီနေ့အကြိုက်ဆုံးပွဲစဉ်ထဲမှာလည်းပါပါတယ်လက်ဆောင်ဖြစ်လဲကျွန်တော်ပေးမဲ့ပွဲစဉ်ပေါ့နော် Valencia body ပါဗျာဒီပွဲစဉ်လည်းပြောမယ်ဆိုတော့ Valencia ဟာကျွန်တော်1 3ကနေပြီးတော့1-5မှုရှုံးလောက်ထိတက်လာတဲ့အနေအထားမှာရှိပါတယ်ကိုပေါင်းသေးရလည်းပြောမယ်ဆိုတော့နှလုံး60နဲ့ကျွန်တော်အခုချိန်မှာဆိုတော့နှလုံးရှုံးထိတက်လာတာတွေ့ရပါတယ်ပြောမယ်ဆိုတော့ဒီနေ့တင်ကအဆင့်16နဲ့အဆင့်20နဲ့တွေ့တာအဆင့်16 Valencia ကျွန်တော်24မှတ်ရထားတယ်ဆိုတော့တော်တော်လေး chance ကောင်းတဲ့အနေအထားမှာရှိတယ်ဒါကြောင့်ဒီပွဲမှာမနိုင်လို့ရှိရင်တော့ဘယ်ပွဲနိုင်မလဲဗျာဒါတိတာထင်ရှားစေတယ်ပေါ့တစ်ချက်ပဲကျွန်တော်တို့ injury ဘိုင်းပေါ့နော်တို့ရဲ့အဓိကတိုက်စစ်မှုနံပါတ်9ပေါ့နော်ဒူရိုကျွန်တော်တို့ဒီပွဲမှာတော့မပါဝင်နိုင်တဲ့အနေအထားမှာတော့ရှိတယ်ဒီချက်ပဲကျွန်တော်တို့အားနေသွားမယ်အနေထားပါဒါပေမဲ့ကျွန်တော်တို့ကွင်းလယ်ပိုင်းရအောင်ပြောမယ်ဆိုရင်ကောင်းတယ်ပေါ့တော်တော်လေးကောင်းတဲ့အနေထားမှာရှိတယ်ဒါကြောင့်ဒီနေ့ပွဲကကျွန်တော် Valencia ပေါ့နော်အောက်ထစ်ကျွန်တော်2ဂိုးလောက်တော့နိုင်သွားမဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော် Valencia body ကိုဒီနေ့အကြိုက်ဆုံးပွဲဖြစ်ပေါ့နော်ကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ် Valencia ကိုလက်ဆောင်ဖြစ်လဲပေးပါတယ်ဗျာကိုပေါင်းသေးရတယ်ဒီနေ့ပွဲကကျွန်တော် Valladolid ကလည်းပေါ့နော်ဖွင့်တိုက်ဖွင့်ကန်ပေါ့နော်ကန်နေတဲ့အနေထားတွေရဒီနေ့ပွဲဟာ Valladolid ဘက်ကလည်းကျွန်တော်တကူးများရသွားမလားပဲအဲ့တခုကြောင့်လည်းအဲ့တခုလည်းကျွန်တော်တို့တွေးထားရမှအနေထားရှိတယ်ကိုပေါင်းစီလေးတက်လာတယ်ဆိုတော့တစ်ဖက်ကျွန်တော်တို့ Valencia လည်းဒီပွဲမှာကျွန်တော်3ဂိုးရဲ့အဲ့လိုသွင်းသွားနိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကိုပေါင်းစီလေးကျွန်တော်တို့ကိုပေါင်းအပေါ်လည်းကျွန်တော်ရွေးချယ်ထားပါတယ်ဒီနေ့ပွဲကတော့ကျွန်တော်တို့ Valencia body ကတော့အကြိုက်ဆုံးပေါ့ဗျာဟိုကိုပေါင်းစီရတော့ကျွန်တော်ကာထားခြင်းဖြစ်ပါတယ်ကိုပေါင်းစီအပေါ်လေးလဲကာထားရင်တော့မမှားတဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ပွဲကတော့ကျွန်တော် Valencia ပေါ့နော် Valencia body နဲ့ဂိုးပေါ်ပပနဲ့ပေါ့နော်ရွေးချယ်ထားခြင်းဖြစ်ပါတယ်ဗျာကျန်တဲ့ပွဲစဉ်လေးကကျွန်တော်ဒီတိုင်းပဲပေါ့နော်ပြောပြသွားမယ်ဒီထားမှရှိတယ်ကျန်တဲ့ပွဲစဉ်ဆိုတော့ကျွန်တော်ဘာစီလိုနာပွဲပေါ့နော်အဲ့ပွဲတွေကျွန်တော်လေးထူးကြတယ်ဘာလို့ဆိုတော့ဘာစီလိုနာကကျွန်တော်နှလုံးတည်ပေးထားတယ်ကိုပေါင်းစီရ၄လုံး၅မှုနိုင်ပေးထားတာတွေ့ရတယ်30နိုင်လောက်ထိကျလာတယ်ပေါ့နော်ကိုပေါင်းစီလည်းဒီလိုပါပဲ3လုံးရှုံးထိပြုတ်ကျလာတဲ့အနေထားမှာတွေ့ရပါတယ်။ဒါကလည်းပြောမယ်ဆိုတော့ပထမပေးထားတဲ့ကြီးတွေရတော်တော်ပြင်းတယ်ပေါ့နော်။တော်တော်လေးပြင်းချတဲ့အနေထားမှာရှိတယ်။အိုဆာဆူနာကျွန်တော်ခန်းစစ်ကစားရုံလွဲလို့တော့ဒီပွဲလည်းဒီလိုပဲကစားရုံလွဲလို့တခြားရွေးစရာမရှိပါဘူး။အိုဆာဆူနာအဝင်းဖောင်လည်းညံ့တယ်ပေါ့နော်။ဘာစီလိုနာကျွန်တော်ရှုံးပွဲမရှိတာပေါ့နော်။တော်တော်လေးကိုမြန်ကြာနေပြီဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ပွဲကလည်းကျွန်တော်ဘာစီလိုနာပဲနိုင်သွားမဲ့ပွဲစဉ်တစ်ပွဲပါ။တော့ဂိုးပေါင်းမှာတော့ဂိုးပေါင်းစီရပြောမယ်ဆိုတော့အိုဆာဆူနာခံကစားလာမဲ့အတွက်ကြောင့်ကျွန်တော်ဂိုးပေါင်းအောက်ကကောင်းပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်ဘာစီလိုနာပွဲပန်းမဲ့နေထားတွေရှိပေမဲ့လည်းဒီပွဲပြီးလို့ရှိရင်ဘာစီလိုနာကျွန်တော်တို့အက်တလီကိုနဲ့ပေါ့နော်အဝေးကွင်းသွားကန်ရမယ့်နေထားတွေကြောင့်ဒီနေ့ပွဲကကျွန်တော်ဘာစီလိုနာအနိုင်ရအောင်ကန်ထားမှဖြစ်မှာပါကျွန်တော်အင်တာမီလန်နဲ့ပေါ့နော်တော်လေးဆင်တဲ့အနေထားမှာရှိတယ်ဒါကြောင့်ကျွန်တော်အင်တာမီလန်ကောင်းတယ်လို့ကျွန်တော်ဒီနေ့ပွဲမှာဆိုလဲဘာစီလိုနာတော်လေးကောင်းတဲ့အနေထားမှာရှိပါတယ်ဗျာဒါကြောင့်ကျွန်တော်နှလုံး30အနိုင်အနေထားမှာနှလုံးလောက်တော့ပြတ်သွားမယ့်အနေထားမှာရှိတယ်နှလုံး3လုံးပေါ့နော်2-3လောက်2-0 3-0လောက်ဖြစ်မဲ့အနေထားပါဒါကြောင့်ကျွန်တော်ဂိုးပေါင်းအောက်လေးတော့ကားစီခြင်းပါတယ်ဗျာဘာလို့ဆိုတော့ဥစာဆူနာခံကန်လာမှာဖြစ်တာကြောင့်လည်းပါတယ်ပွဲပန်းမဲ့
ဘာစီလိုနာကြောင့်လည်းပါတယ်ပေါ့နော်ပွဲအနေငယ်ပန်းထားမဲ့အနေထားမှာတော့ရှိတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲကတော့ဘာစီလိုနာအောက်တစ် 2-0 လောက်ပြတ်မဲ့နေထားပါဘာစီလိုနာဘော်ဒီနဲ့ကျွန်တော်9ပေါင်းအောက်ပါဗျာကဲဒါလေးတော့ကျွန်တော်ဒီနေ့5ပွဲပေါ့နော်အကောင်းဆုံး5ပွဲအကြိုက်ဆုံး5ပွဲကျွန်တော်ရွေးချယ်ထားတာဖြစ်ပါတယ်ပြန်ကောက်ရမယ်ဆိုရင်တော့ကျွန်တော်အင်တာမီလန်နဲ့မွန်ဇာတို့ပွဲမှာဆိုတော့အင်တာဘော်ဒီကျွန်တော်ရွေးချယ်ထားပါတယ်9ပေါင်းရတော့ကျွန်တော်အင်တာမီလန်ကတော့တသိန်းနဲ့ပဲတွင်းလာမယ့်အနေထားရှိတယ်ပေါ့နော်9ပေါင်းအောက်လေးလည်းကောင်းပါတယ်ဒါပေမဲ့ဘော်ဒီကတော့ပိုကောင်းတယ်ပေါ့နော်နောက်ပြီးကျွန်တော်ဆယ်ရာဗီကိုကျွန်တော်ရွေးချယ်ထားပါတယ်ဆယ်ရာဗီကိုဘော်ဒီနဲ့ကျွန်တော်9ပေါင်းအောက်ပါဗျာဆယ်ရာဗီကိုဘော်ဒီလေးကတော့ဒီပွဲတော့ကျွန်တော်10-2-0ပြတ်မဲ့အနေထားပါဗျာနောက်တော့ကျွန်တော်ဗလန်စီယာကိုလက်ဆောင်လည်းပေးထားပါတယ်ဗလန်စီယာဘော်ဒီနဲ့9ပေါ်ပါ9ပေါ်လေးကတော့ခပ်ပါပါလေးဆော့တွဲပြီးဆော့တင်တယ်ပေါ့နော်ဒီပွဲတင်က9ပေါ်ဆော့တာမမှားပါဘူးဗလန်စီယာတော့ကျွန်တော်ဘော်ဒီတော့အကြိုက်ဆုံးဖြစ်ပါတယ်နောက်တော့ကျွန်တော်ဒေါမွန်နဲ့အော့စပတ်တို့ပွဲပေါ့နော်ဒီပွဲစဉ်ကလည်းကျွန်တော်ဒေါမွန်ကျွန်တော်ရွေးချယ်ထားခြင်းဖြစ်ပါတယ်နောက်တော့ကျွန်တော်ဝူဖ်ဘတ်နဲ့စိန့်ဘော်ဒီပွဲပေါ့နော်ဝူဖ်ဘတ်ဘော်ဒီနဲ့ကျွန်တော်9ပေါင်းအောက်ပေါ့နော်9ပေါင်းအောက်လေးပါတွဲဆော့ထားရင်တော့မမှားဘူးလို့ပဲကျွန်တော်ပြောပြရစီဗျာကဲဒီနေ့ကျွန်တော်သုံးသပ်သွားတဲ့ဗီဒီယိုကြံတဲ့တဲ့ဆိုရင် like subscribe follow ရေးလုပ်ပြီးတော့အားပေးချမ်းသွားကြပါအောင်လို့ကျွန်တော်ပြောပြရစီဗျာကျွန်တော်ငွေချင်းတွေလည်းပေါင်းပြကြပါစေကျွန်တော်မောင်းကတ်လည်းပေါ့နော်နှစ်ကတ်ထုတ်ပေးမဲ့အနေထားမှာရှိပါတယ်ဒီအနီးကပွဲစဉ်တွေကတော့ကျွန်တော်ဒီတိုင်းပဲပေါ့နော်တင်ပေးမဲ့အနေထားမှာရှိတယ်ကျွန်တော် Telegram ကိုကျွန်တော်မ join ရသေးတဲ့လူတွေ Telegram ကို join ပေးကြပါလို့ကျွန်တော်ပြောပြရစီဗျာကျွန်တော်ငွေချင်းတွေပေါင်းကြပြကြပါစေမြန်မာပြည်လည်းအေးချမ်းပါစေဗျာ